အားလုံးပဲမင်္ဂလာပါကျွန်တော်ဖြိုးသိမ့်ထားပါကျွန်တော်ဖြိုးသိမ့်က Dance Entertainment Channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါရခင်ဗျာလေတမျိုးလေးပါဖိုင်လန်ပြီးမြဲလွမ်းလို့ရောက်ရလေသူမို့ရန်ကုန်လာရင်ပြောလိုက်ချာကျုံကပေးမလေးရှောင်းရှင်မိုးရုံနဲ့မန္တလေးရနာပါကတမျိုးလေးရှင်ချစ်လန်းကိုကြည်တဲ့နဲ့ရန်ကုန်မူလေးလာတော့မန္တလာမြေတောင်သုံးသွားတယ်တကယ်ရန်ကုန်မှာလုံးမလို့ပါငါသမပါမမေပြောတတ်ကြတရားမလေးစုသွားတော့အောင်ပါသာရှိရန်ကုန်လူလေးဖြစ်ဖို့ရရန်ကုန်လာလေးဒီတကားမန္တလေးရောက်လည်းမမေဘူးကွာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဖြိုးသိမ့်က Dance Entertainment YouTube Channel မှာမြန်မာကအစီအစဉ်တွေကိုအပတ်စဉ်တောက်ကြဒါမှမဟုတ်စနေနေ့တိုင်းမှာစဉ်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဖြိုးသိမ့်က Dance Entertainment YouTube Channel လေးကို Like Subscribe Share Comment နဲ့ရေးခဲ့ပြီးတော့ Notification လောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးခင်ဗျာနောက်ပတ်မှာဘလို့ကားလေးနဲ့ဖြောပြတင်ဆက်မလဲဆိုတော့စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးเนาะအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ